ပါအနေနဲ့တန်းစင်းဆောင်အနေနဲ့ကိုကြားရောက်နေပြီလို့သတိပေးလာတဲ့ရိုနီသွေးကိုနေနေပါနေမှုအပေါ်ကိုအားမရဖြစ်နေတဲ့ဟာလန်တွေ့တဲ့တဲ့င်းအပါဝင်နောက်ဆုံးရအားကစားသတင်းများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ GB1 စိတ်ဘောလုံး channel လေးကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်ဒီနေ့မှာတော့စပါအနေနဲ့တန်းစင်းဆောင်အနေနဲ့ကိုကြားရောက်နေပြီလို့သတိပေးလာတဲ့ရိုနီသွေးကိုနေနေပါနေမှုအပေါ်ကိုအားမရဖြစ်နေတဲ့ဟာလန်ပြဿနာတွေကြောင့် sorry ရှင်မနက်စုကလက်လွတ်ရဖို့များနေတဲ့ Redo ဆိုတဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားမှာပါမန်ချက်နိုင်တက်ကို2ဂိုးပြည့်တဲ့ထပ်မံရှုံးနေခဲ့ပြီးတဲ့နောက်မှာတော့တိုတင်ဟော့စပါအသင်းကနောက်ဆုံး16ပွဲမှာနှစ်ပွဲသာနိုင်ရရှိခဲ့တဲ့မှတ်တမ်းစုံနဲ့အတူအမှတ်ပေးစရာအဆင့်15အထိကိုကျဆင်းသွားခဲ့ပါတယ်။ဒီအချိန်မှာ United Academy Rayo တွေကစပါတို့အခုဆိုရင်တန်းစင်းဆောင်တိုက်ပွဲတွေကိုအမှန်တကယ်ရောက်ရှိနေပြီလို့သုံးသပ်လိုက်ပါတယ်။နေပြသောမတ်ဖရန့်ကအဓိကကစားသမားတွေရဲ့ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရပြီး United နဲ့ပွဲမှာဆိုရင်အရန်ကစားသမားတော်အစုံလည်းမရှိဘဲ17ယောက်ထဲနဲ့ရင်ဆိုင်ခဲ့ရတာပါ။အသင်းအောင်ဆောင်ခရစ္စတီယန်ရိုမဲရိုလည်းအနီးကပ်ပြသခံခဲ့ရတာကြောင့်လာမယ့်နျူကာဆယ်နယ်ပွဲကိုလည်းချော့အောင်မှဖြစ်တယ်လို့တရားကနေပြန်လာတဲ့ဥဒိုကီကလည်းထပ်မံတရားရရှိသွားခဲ့ပါတယ်။ရိုနီကတော့ဝက်ဆန်နဲ့ဖော်ရက်တိုကရလက်ကောင်းနေရနေချိန်မှာစပါရိုအနေနဲ့သူရဲ့လက်ရှိပုံစံရတန်းစင်းဆောင်အနေကိုတေချာပေါက်စိုးရင်ရတော့မယ်လို့ဆိုလာခဲ့ပါတယ်။ဒါပေမဲ့ရိုနီကဖရန့်ဟာနီးပြကောင်းတယောက်ဖြစ်လို့အသင်းအနေနဲ့သူ့ကိုဆက်ပြီးယုံကြည်ပေးဖို့တိုက်တွန်းထားသလိုအသင်းကောင်းဆောင်အနေနဲ့လည်းခုထက်ပိုပြီးထိန်းသိမ်းဖို့လိုအပ်တယ်လို့အကြံပြုထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန်စီးတီးတိုက်စစ်မှုအာလင်ဟာလန်ကလက်ဘောက်ကို2ဂိုးနဲ့နိုင်ရခဲ့တဲ့ပွဲမှာပန်တီနဲ့နိုင်ဂိုးသွင်းယူပေးခဲ့ပေမဲ့သူရဲ့လက်ရှိခြေစွမ်းပေါ်အားမရဘူးဆိုတာကိုပွင့်လင်းလင်းဝန်ခံသွားခဲ့ပါတယ်။ဟာလန်ကပြီးခဲ့တဲ့ဒီဇင်ဘာ20ရက်နေ့ကတည်းကပရီးမီးယားလိဂ်မှာပန်တီမဟုတ်တဲ့တန်မန်ကိုအိုပန်ပလေးကိုသွင်းယူနိုင်ခြင်းမရှိသေးတာပါ။ကျွန်တော်ဒီနေ့စမ်းပိုင်းကတည်းကဂိုးရအများကြီးမသွင်းနိုင်သေးတာကိုသိပါတယ်။ဒါကြောင့်ဒီထက်ပိုပြီးကောင်းမွန်အောင်လုပ်ဖို့လိုပါတယ်လို့ပြောကြားခဲ့ပါတယ်။ဟာလန်ကအကြောင်းပြချက်တွေပေးမနေခြင်းပဲပွဲစဉ်စရာတွေကြက်နေပေမဲ့စစ်တပ်ပိုင်းဆိုင်ရာကိုပြင်ဆင်ပြီးအသင်းကိုကူညီနိုင်အောင်ကြိုးစားသွားမှာဖြစ်ကြောင်းဆိုထားပါတယ်။မန်စီးတီးကလီဗာပူးအသင်းကိုဝေးကွင်းမှာနိုင်ရခဲ့တာကြောင့်ဇာတ်ထိတ်ကအာဆင်နယ်နဲ့6မှတ်အကွာအထိကပ်လာနိုင်ခဲ့ပြီးလာမယ့်ဧပြီလ17ရက်နေ့မှာကစားမယ်အာဆင်နယ်နဲ့ပွဲကချန်ပီယံဆုအတွက်အဆုံးဖြတ်ဖြစ်လာနိုင်တယ်လို့ဟာလန်ကယုံကြည်နေပါတယ်။နောက်ဆုံးအနေနဲ့ Sorry Pro League မှာတမိုင်းတရေစရိုက်ရေးထိုးနေတဲ့ Cristiano Ronaldo ကအသင်းနဲ့အဖွဲ့ချုပ်ပေါ်ဆန္ဒပြတဲ့အနေနဲ့ပွဲစဉ်တချို့ကိုလွဲချော်နေတာကြောင့်300တီဆက်ရှယ်ဗလန်ဆုရရှိဖို့အခွင့်အရေးကိုလက်လွတ်ဆုံးရှုံးရမယ့်အနေနဲ့ရင်ဆိုင်နေရပါတယ်။အသက်42နှစ်အရွယ်ရှိပြီဖြစ်တဲ့ပေါ်တူဂီတိုင်းစစ်မိုရိုနယ်ဒိုဟာအနက်ဆာအသင်းက ATN နဲ့ Area တို့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်2ပွဲစလုံးမှာပါဝင်ကစားခဲ့ခြင်းမရှိပါဘူး။ Red ကအသင်းနဲ့အတူပုံမှန်လေးချင်းရေးတွေလုပ်နေခဲ့ပေမဲ့ Saudi အစိုးရရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ PIF ကပြီးခဲ့တဲ့ပြောင်းရှင်းမှာသူ့အသင်းထက်အိမ်လေကိုပိုပြီးဦးစားပေးခဲ့တယ်လို့ယူဆနေတာကြောင့်အခုလိုဆန္ဒပြနေတာဖြစ်ပါတယ်။ Red ကလည်းရှိအချိန်မှာ Saudi Pro League မှာ NSA အသင်းအတွက်သွင်းကိုဆက်ကိုသွင်းယူထားပါတယ်။ဒါပေမဲ့ Ivan Toney က19ပွဲမှာ19ဂိုးနဲ့ထိပ်ဆုံးကနေဦးဆောင်နေတယ်လို့အကယ်ဒီဆီယာကဂျူလီယန်ကွီညိုရက်ကလည်း18ဂိုးနဲ့ Redo ကိုကြော်တက်သွားခဲ့ပါပြီ။ Redo ဟာ2023-24ရာသီမှာ35ဂိုး2024-25ရာသီမှာ25ဂိုးနဲ့2ရာသီဆက်တိုက်ရှမနက်စုကိုသိမ်းပိုက်ထားနိုင်ခဲ့သူဖြစ်ပါတယ်။လက်ရှိပြဿနာတွေက Redo ရဲ့ရှမနက်စုကိုပါထိခိုက်လာနိုင်ပါတယ်။ဒီနေ့တင်ဆက်မှုကတော့ပါပဲ။နောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေပွဲကြိုပွဲပြီးသုံးသပ်ချက်တွေပြင်စိတ်ဝင်စားဖွယ်အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ GB1 စိတ်ဘောလုံး channel လေးကို like and follow လုပ်ပြီးဒီကိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။